စီးပွားရေးအကြောင်းဝယ်လုပ်နေကြတဲ့မိတ်ဆွေတွေဝါသနာပါကြတဲ့သူတွေเนาะနောက်ပြီးတော့ဆိုင်ရှင်တွေနောက်ကျွန်တော်တို့ဒါ online shopping ရောင်းချနေတဲ့သူတွေအားလုံးကိုကျွန်တော်ကကြိုဆိုလိုက်ပါတယ်အဲ့တော့စီးပွားရေးလုပ်တယ်ဆိုတာကကျွန်တော်တို့ဝရိယရှိဖို့ပြီးတော့ကုန်ပစ္စည်းတွေเนาะမိမိရဲ့ရောင်းချတဲ့ပစ္စည်းတွေက quality ကောင်းဖို့လိုအပ်တယ်လို့ပဲတခါလေကြားလို့ရှိရင်လည်းကျွန်တော်တို့စီမှာเนาะလက်လာပါတွေဖောက်တယ်တွေစီးဆင်းလာဖို့အတွက်ဒါစွမ်းအင်ကောင်းတွေနောက်ပြီးတော့ကံတရားရဲ့ပံ့ပိုးမှုတွေလည်းလိုအပ်တတ်ပါတယ်။ဒါကြောင့်မို့လို့မိမိကဆိုင်လေးဖွင့်ထားတယ်နော်ပစ္စည်းလေးကလည်းကောင်းရတာနဲ့ဒါဖောက်တယ်မဝင်မဲနဲ့ဆိုင်က6ခက်နေတာမျိုးတွေနောက်ပြီးတော့ online ကနေပြီးတော့နော်ဒါကျွန်တော်တို့ဒါအမှားစာလေးတွေနော်လာတော့မမေးကြပဲနဲ့အယောင်းဝယ်အေးနေတဲ့သူတွေနော်ဒီလိုမျိုးသူတွေရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိအောင်လိုက်ပါကြည့်ရှုနားဆင်ပေးဖို့အတွက်လည်းကျွန်တော်ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းဒါမျိုးတွေကြုံမှုကြမှာပါအဲ့တော့အဲ့လိုအခြေမျိုးမှာစိတ်သက်ကြမသွားပါနဲ့ကျွန်တော်တို့မြမရိုးရာယုံကြည်မှုနဲ့เนาะရှေးရခင်ကလေးကနေပြီးတော့အစဉ်အဆက်ကျွန်တော်တို့သုံးဆွဲခဲ့ကြတဲ့အစွမ်းတက်လေးညင်းပွင့်ရေရာအကြောင်းကိုကျွန်တော်ကဒီကနေ့ဒီဗီဒီယိုလေးထဲမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါလေးကိုဆောင်ရွက်ခြင်းအပြင်မိတ်ဆွေတို့ရဲ့ဆိုင်တွေမှာဒါဖောက်တွေတိုးလာမယ်เนาะဒါဝယ်တဲ့သူတွေစီကားလာမယ်နောက်ပြီးတော့ online shop သမားတွေအနေနဲ့လည်းဒါမိမိရဲ့ message ပေါက်မှာအမှားအစာတွေများလာပြီးတော့မှဒါမိမိရဲ့ကုန်ပစ္စည်းတွေကအမြန်ဆုံးရောင်းထွက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါအိမ်သုံးဟင်းကတ်အမွေးကြိုင်အဖြစ်ဒါသိကြတဲ့လေးညင်းပွဲပေါ့နော်ဒီလေးညင်းပွဲကကျွန်တော်တို့ဟင်းကတ်အမွေးကြိုင်တွေမကပါဘူးကျွန်တော်တို့လောကီပညာရက်မှာလည်းအင်မတန်မှအရေးကြီးတဲ့ဒါပစ္စည်းတစ်ခုပဲဖြစ်ပါတယ်အဲ့တော့လူတိုင်းသိကြတဲ့လေးညင်းပွဲဟာလောကီပညာရက်တွေနော်ရေရာယူဆတွေမှာကတော့ဒါမကောင်းတဲ့စွမ်းအင်တွေအညစ်အကြေးတွေညဉ့်ညမ်းမှုတွေကိုဖယ်ရှားပေးနိုင်ပြီးတော့ဒါလက်လာပါပွင့်လန်းစေတာနောက်ပြီးတော့ငွေကြေးစီးဆင်းမှုကိုဆွဲဆောင်နိုင်တဲ့အတွက်ကြောင့်မို့လို့လက်ခေါ်ပွင့်ဆိုပြီးတော့မှပဲတင်စားခဲ့ကြပါတယ်။ဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဒါဈေးရောင်းအလွန်ကောင်းစေတဲ့လေးညမွေရရပြုလို့နီးအစွမ်းထက်၃နည်းကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ပထမနည်းလမ်းကတော့ပြုလို့ရတာအလွယ်ကူဆုံးနဲ့လူကြိုက်အများဆုံးဖြစ်တဲ့ပတ်စံအိတ်ဒါမှမဟုတ်လို့ရှိရင်ငွေသိန်းနဲ့အန်ဆွဲငွေသိန်းနဲ့ဒါကောင်းတာငွေသိန်းတဲ့နေရာမှာလေးညင်းပွဲဆောင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်အဲ့တော့ဒီနည်းလမ်းလေးကလောက်ရတာလည်းလွယ်ကူသလိုပဲလူကြိုက်များတဲ့နည်းလမ်းလေးတစ်ခုလည်းဖြစ်ပါတယ်အဲ့တော့ဒီနည်းလမ်းကိုလုပ်မယ်ဆိုလို့ရှိရင်စိုင်းသမားတွေမကဘဲနဲ့ဒါ online ကနေပြီးတော့မှပစ္စည်းရောင်းချတဲ့သူတွေနောက်ပြီးတော့ရောင်းရငွေကိုဖုန်းထဲကနေပြီးတော့မှကျွန်တော်တို့ KB တို့နဲ့เนาะ KB တို့ WP တို့နဲ့လက်ခံနေတဲ့သူတွေပါပြုလို့ရပါတယ်အဲ့တော့လိုအပ်တဲ့ပစ္စည်းတွေကတော့ကျွန်တော်လှပပြီးတော့မှအပွင့်မပြည့်စည်တဲ့เนาะလေးညှို့ဝင်တွေလိုအပ်ပါမယ်အဲ့တော့အတောင်အပွင့်အလက်အခက်လက်လေးလည်းဆောင်ရမယ်ပြီးတော့ထိပ်ဖူးလေးလည်းအပြည့်စုံပါတဲ့လေးညှို့ပွင့်ပေါ့เนาะဒီလိုလေးညှို့ပွင့်မျိုးကိုဆိုလိုတာပါပြည့်စုံတဲ့လေးညှို့ပွင့်3ပွင့်ဒါမှမဟုတ်ရှင်9ပွင့်เนาะဒါကိုကျွန်တော်တို့ဒါအနီရောင်ဒါမှမဟုတ်ရှင်အဝါရောင်เนาะတကယ်လို့အနီရောင်နဲ့အဝါရောင်ရှာဖို့ခက်တယ်ဆိုလို့ရှိရင်လည်းအဖြူရောင်ပေါ့နော်ဒါပိတ်စတီးတီးလေးဒီဇိုင်းရဲ့လိုအပ်ပါတယ်နော်နောက်ဆုံးမိမိကဟာလာဒီပိတ်စအနေနဲ့အနီရောင်အဝါရောင်အဖြူရောင်ရှာဖို့ခက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့စက်ကူအဖြူတစ်ရွက်ကိုသုံးလို့ရပါတယ်အဲ့တော့ပြုလို့ရမယ့်ပုံစံကတော့ပထမဦးဆုံးကျွန်တော်တို့လေးညင်းပွင့်တွေကိုဒီတန်ရှင်းတဲ့ပိတ်စလေးထဲမှာနော်စက်ကူလေးထဲမှာဒါတိတိကျကျထည့်ပြီးတော့မှကျွန်တော်တို့လုံခြုံအောင်ထုတ်လိုက်ပါပြီးသားလို့ရှိရင်တော့ဒါမိမိရဲ့ဆိုင်ကနော်ငွေသိန်းနဲ့အန်ဆွဲငွေသိန်းနဲ့တစ်တာကုန်တစ်တာဒါမှမဟုတ်လို့ရှိရင်မိမိအမြဲတမ်းကင်တဲ့ပတ်စံအိတ်ထဲကိုထည့်ထားပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဖုန်းနဲ့လှုပ်နေတဲ့သူတွေဖုန်းနဲ့ငွေလဲလက်ခံတဲ့သူတွေဆိုလို့ရှိရင်လည်းဒါတယ်လီဖုန်းလေးကိုဒီအိတ်ကလေးနဲ့ကျွန်တော်တို့ဒါ3ချက်ကိုနေ့စဉ်ပုတ်ပေးလို့ရပါတယ်နော်အဲ့တော့ဒီဖုန်းကာဗာအနောက်မှာညှက်မယ်ဆိုရင်တော့အဆင်မပြေဘူးပေါ့။ဘာကြောင့်လဲဆိုတော့ဒီလေးညင်းပွင့်ကကျွန်တော်တို့ဒါအပြားမဟုတ်ဘဲနဲ့ကျွန်တော်တို့အလုံးအထည်နဲ့ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီနောက်ကာဗာထဲမှာထည့်ဖို့တော့အဆင်မပြေပါဘူးเนาะအဲ့တော့ online shop လုပ်နေတဲ့သူတွေအနေနဲ့ကတော့ဒါမိမိရဲ့ဖုန်းလေးကိုဒီလေးညင်းပွင့်ထည့်ထားတဲ့အိတ်ကလေးနဲ့เนาะဒါမိနစ်တိုင်းမှာเนาะ3ချက်ပုတ်ပြီးတော့ဒါလက်ခေါ်လို့ရပါတယ်အဲ့တော့ဒီလိုချင်းအဖြစ်ကျွန်တော်တို့ဘယ်လိုအကျိုးသက်ရောက်မှုတွေရမလဲဆိုလို့ရှိရင်ဒါလေးညင်းပွင့်ရဲ့စွမ်းအင်ကဒါမိမိစီကိုငွေဝင်လန်းတွေပွင့်လာအောင်ဆွဲဆောင်ပေးမှာဖြစ်တယ်လို့ပဲမလို့အဖေးနဲ့ငွေတွေအဖက်မတင်မဲနဲ့ကုန်ခန်းသွားတာမျိုးကိုလည်းဒါတားဆီးကာကွယ်ပေးတယ်ဆိုပြီးတော့ရှေးခင်ကလေးကရင်ဒါယုံကြည်ခဲ့ကြပါတယ်เนาะနောက်ဒုတိယနည်းလမ်းကကြတော့ကျွန်တော်တို့စားနဲ့လေးညင်းပွင့်နဲ့တွဲဖက်ပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနည်းလမ်းကကျွန်တော်တို့စားနဲ့လေးညင်းပွင့်ကိုတွဲဖက်ပြီးတော့စွမ်းအင်မြင့်တင်တဲ့နည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြမရိုးရာပေးတဲ့အယူဆမှာစားဆိုတာကကျွန်တော်တို့မကောင်းတဲ့เนาะအရာ
နော်မကောင်းတဲ့အနက်အသက်မကောင်းတဲ့အညစ်အကြေးနော်မကောင်းတာတွေကိုဒါဆုပ်ယူဖယ်ရှားပေးနိုင်တဲ့အစွမ်းရှိတယ်ဆိုပြီးတော့ထင်ရှားပါတယ်အဲ့တော့လေးညင်းပွင့်ဆိုတာကတော့လက်ပွင့်စေတာမို့လို့ဒီနှစ်ခုကိုကျွန်တော်တို့ပေါင်းဆက်လိုက်မယ်ဆိုလို့ရှိရင်ဒါမိမိရဲ့ဆိုင်မှာရှိတဲ့မကောင်းတာတွေလွင့်စင်သွားပြီးတော့လက်လာပါတယ်ဝင်ရောက်လာစီမှာပဲဖြစ်ပါတယ်အဲ့တော့ဆိုင်ရဲ့ရောင်းဝယ်ဖောက်ကားမှုကန်စားတာကိုအများကြီးပတ်မိုးပေးပါတယ်အဲ့တော့ပြုလို့ရမယ့်ပုံစံကတော့ကျွန်တော်တို့ဖန်ခွက်အကြီးနော်ဖန်ခွက်အကြီးမရှိလို့ရှိရင်လည်းပကံလုံးအသေးနော်အကြီးမလိုပါဘူးအသေးပေါ့နော်ပကံလုံးအသေးတန်းတန်းလေးတစ်လုံးထဲမှာကျွန်တော်တို့စားကိုအိမ်သုံးစားပါပဲနော်မိဖို့ကြောင့်မှလွယ်တကူရတဲ့စားကိုကျွန်တော်တို့ဒါပြည့်လူပြည့်ခင်ပေါ့နော်ပြည့်လူပြည့်ခင်လေးကျွန်တော်တို့ထည့်လိုက်ပါပြီးတော့လို့ရှိရင်လေးညင်းပွင့်9ပွင့်နော်အဲ့တော့လေးညင်းပွင့်9ပွင့်ကျွန်တော်တို့ထိပ်ဖူးလေးတွေကိုအပေါ်ကိုဒါထောင်ထားပြီးတော့စားတဲ့ကိုစိုက်ပြီးတော့ထိုးထားလိုက်ပါအဲ့တော့လေးညင်းပွင့်ကတော့ကျွန်တော်စောစောကပြောသလိုပဲဒါထိပ်ဖူးလေးတွေစုံနဲ့နော်ဘီးအခက်ကလေးတွေစုံနဲ့လေးညင်းပွင့်9ပွင့်ကိုရွေးချယ်ပြီးတော့မှဒီလိုစားကွက်လေးထဲမှာကျွန်တော်တို့ထိပ်ဖူးကိုခေါင်းမကနေထားပြီးတော့ဒီ9ပွင့်ကိုကျွန်တော်တို့စိုက်ထားပေးရမှာဖြစ်ပါတယ်နော်အဲ့လိုစိုက်ပြီးသွားလို့ရှိရင်အဲ့ဒီစိုက်ထားတဲ့စားခွက်လေးနဲ့နော်လေးညင်းပွင့်လေးတွေကိုတော့ကျွန်တော်တို့ဆိုင်ရဲ့ကောင်တာအနီးမှာဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒါမိမိဆိုင်ထဲကိုလူဝင်လာတာနဲ့နော်ဒါမျက်စိထဲမှာနော်တန်းပြီးတော့မြင်လို့ရတဲ့နော်တနေရာမှာကျွန်တော်တို့ထားရှိပေးရမှာဖြစ်ပါတယ်အဲ့တော့တတိထားရမှာကတော့ကျွန်တော်တို့စားဆိုတဲ့အမျိုးကကျွန်တော်တို့လေလူတွေကဒါဆွဲအင်ညစ်တွေเนาะအညစ်အကြေးတွေကိုစုပ်ယူတတ်တာမို့လို့ဒီစားကွက်ထဲကစားကိုတော့တစ်လကိုတစ်ချိန်လောက်တော့အသစ်လဲလှယ်ပေးဖို့လိုအပ်ပါတယ်လေးညင်းပွင့်လေးတွေကတော့ဒါကျိုးပဲ့သွားတာမျိုးပျက်စီးသွားတာမျိုးမဖြစ်ဘူးဆိုလို့ရှိရင်เนาะဒီလေးညင်းပွင့်9ပွင့်ကိုကပြန်လဲပြီးတော့အသုံးပြုနိုင်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့စားတွေအရေးပြောလာတာเนาะနောက်ပြီးတော့အယောင်ညစ်လာတာမျိုးတွေတွေ့လို့ရှိရင်เนาะချက်ချင်းလဲပြပေါ့နော်အဲ့တော့မိမိကတော့ဒါနေ့စဉ်မိမိရဲ့စားကွက်ကလေးကိုဒါကြည့်ပေးပေါ့နော်ခါကြလို့ရှိရင်လည်းရင်ဝင်ရိုက်ပြီးတော့စားတွေကအရှိပြောသွားတာမျိုးတွေအယောင်မဲလာတာမျိုးတွေရှိတတ်တယ်လေဒါဆိုလို့ရှိရင်တော့တလားပြည့်တဲ့ဒီမဆောက်ပါနဲ့နော်အဲ့လိုဖြစ်တာနဲ့ချက်ချင်းလဲပေးဖို့လိုအပ်ပါတယ်အဲ့တော့စားအဟောင်းတွေကိုတော့ကျွန်တော်တို့ဒါအမိုက်ပုံးတွေကိုစွန့်ပစ်တာမျိုးဘာမျိုးမလုပ်ဘဲနဲ့ဒါရေစီးရေရှင်ပေါ့နော်ရေရှင်စီးနေတဲ့ရေကိုဆိုလိုတာပါနော်အဲ့တော့ရေရှင်ရေစီးတဲ့ကိုကျွန်တော်တို့မျောပစ်တာဒါမှမဟုတ်လို့ရှိရင်မိမိအိမ်ခြံဝင်းထဲမှာရှိတဲ့အပင်ချင်ရင်တစ်ခုခုမှာဒါစနစ်တကျစွန့်ပစ်ပေးရမှာပဲဖြစ်ပါတယ်เนาะဒါကတော့နံပါတ်1နီလန်းပါနောက်တတိယနီလန်းကကြတော့ကျွန်တော်တို့ဒါမိမိရဲ့ဆိုင်ထဲမှာရှိတဲ့เนาะပစ္စည်းတွေကြားထဲမှာလေးညှင့်ပွင့်ဒါထားတဲ့နီလန်းပဲဖြစ်ပါတယ်အဲ့တော့ဆိုင်ထဲမှာဒါလူစီကားပြီးတော့ဖောက်တယ်တွေဆွဲဆောင်မှုရှိစေဖို့အတွက်ဒါကိုဆောင်ရွက်ခိုင်းရခြင်းဖြစ်ပါတယ်เนาะဒီနီလန်းကတော့ဆိုင်သမားတွေအတွက်ပို့ပြီးတော့တင့်တော်ပါတယ်ဘာလို့လဲဆိုတော့ဆိုင်မှာပစ္စည်းတွေဒါခင်းကျင်းထားတာမျိုးပေါ့နော်အဲ့တော့ပြုလို့ရမယ့်ပုံစံကတော့ကျွန်တော်တို့ဒါဆိုင်ထဲမှာမိမိခင်းကျင်းထားတဲ့ပစ္စည်းတွေကြားထဲမှာနော်လင်းညင်းပွင့်လေးပေါ့နော်ဒီမိမိအစစ်တွေလို့ပေါ့နော်2ပွင့်မဲထားတာ1ပွင့်မဲထားတာ3ပွင့်မဲထားတာမိမိမှာရှိတဲ့လင်းညင်းပွင့်အရေးအတွက်လေးတိုင်းပဲထားပေးပါအဲ့တော့ဒီပစ္စည်းတွေကြားထဲမှာထားတဲ့လင်းညင်းပွင့်ကတော့ကျွန်တော်တို့လင်းညင်းပွင့်ဆိုရင်ရပါပြီအဆင်ပြေပါပြီစောစောကလိုမျိုးကျွန်တော်တို့ခေါင်ကောက်လင်းညင်းပွင့်ကိုရွေးเสียရမလိုပါဘူးเนาะအဲ့တော့မိမိဆိုင်မှာဒါပစ္စည်းဘယ်နှမျိုးခင်းထားလဲပေါ့เนาะအဲ့တော့ပစ္စည်းတိုင်းကြားထဲမှာထားခိုင်းတာမဟုတ်ပါဘူးเนาะမိမိမှာရှိတဲ့လင်းညင်းပွင့်အရေးအတွက်အလိုက်မိမိဆိုင်ရဲ့ပစ္စည်းလေးတွေကြားထဲမှာဒါတင့်တော်သလိုလေဒီလင်းညင်းပွင့်လေးတွေကိုထားပေးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဒီလိုပြုလုပ်ခြင်းအပြင်ဒါဆိုင်ထဲမှာရှိနေတဲ့မကောင်းတဲ့စွမ်းအင်เนาะအဟောင်းတွေကိုမောင်းထုတ်ပြီးတော့မှဆိုင်ထဲကိုဝင်လာတဲ့ဖောက်တယ်တွေကိုစိတ်အေးချမ်းမှုဒီလင်းညင်းပွင့်ရနေပြီးတော့ပေးစွမ်းနိုင်တဲ့အတွက်ကြောင့်မို့လို့အယောင်းဝယ်ဖြစ်မြတ်ဖို့အတွက်လည်းအများကြီးအထောက်အကူပြုပါတယ်เนาะအဲ့တော့ online shop သမားတွေเนาะတယ်လီဖုန်းနဲ့လုပ်လို့ရတဲ့သူတွေအနေနဲ့ကလည်းကျွန်တော်အပေါ်ဆုံးမှာတင်ပြခဲ့တဲ့နံပါတ်1အချက်လိုပဲเนาะလင်းညင်းပွင့်ထည့်ထားတဲ့အိတ်ကလေးနဲ့မိမိရဲ့တယ်လီဖုန်းလေးကိုဒါမိနစ်တိုင်းရိုက်ပြီးတော့လက်ခေါ်ပေးပါเนาะအဲ့တော့ဒါလေးကိုကျွန်တော်တင်ပြပေးလိုက်ပါတယ်เนาะအဲ့တော့အခုပြောပြခဲ့တဲ့ဒါလင်းညင်းပွင့်ရေတွေဟာ3နည်းကတော့ရှေးရခင်ကလေးကနေပြီးတော့မှစီးပွားရေးသမားတွေလက်ဆင့်ကမ်းပြီးတော့သုံးခဲ့ကြတယ်အစွမ်းထက်တဲ့နီလန်ကောင်းတွေပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းဒီ3ချက်ထဲကနေပြီးတော့မှเนาะမိမိတို့အတွက်အဆင်ပြေရနီလန်တစ်ခုခုကိုဆောင်ရွက်လို့ရပါတယ်3ခုလုံးမလုပ်နိုင်ရင်လည်းတစ်ခုလောက်လုပ်လည်းရပါတယ်เนาะအဲလုပ်တဲ့အခါမှာယုံကြည်မှုအပြည့်နဲ့တည်ချာလေးလုပ်ပါเนาะအဲ့တော့ဒီနေရာမှာဒါအရေးကြီးတဲ့အချက်လေးတစ်ခုကိုတော့တတိပေးချင်ပါတယ်အဲ့တော့ရေရရာဆိုတဲ့သဘောတရားရတော့ဒါစိတ်ကိုကြည်လင်စေပြီးတော့ကံတရားကိုပတ်မိုးပေးတဲ့အထောက်အကူတစ်ခုပဲဖြစ်ပါတယ်အဲ့တော့
တကယ်စစ်မှန်တဲ့စီးပွားရေးအောင်မြင်မှုဆိုတာကတော့မိမိရဲ့ဇွဲလုံလဝရိယနော်မိမိဖောက်တဲ့ပုံမှာထားရှိတဲ့စေတနာပြီးတော့မှန်ကန်တဲ့ကုန်ပစ္စည်း quality အရေးအသွေးနဲ့ကျွန်တော်တို့ဆက်ဆံရေးပြည့်ပြည့်မှုတွေအပေါ်မှာတော့ရာနှုန်းပြည့်တည်မီနေတာပါနော်အဲ့တော့ဒီရေတရားကိုလုပ်ပြီးတော့မှနော်မိမိကတော့ဖြစ်တယ်လို့ရောင်းနေမယ်ဆိုရင်လည်းအဆင်ပြေမှာမဟုတ်ပါဘူးနော်ရေတရားဆိုတဲ့သဘောတရားကတော့ကံတရားကိုအထောက်ပံ့ပေးတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ရေတရားကိုလည်းယုံကြည်မှုရှိနဲ့လှုပ်ဆောင်ပါမိမိရဲ့လုပ်ငန်းအပေါ်မှာလည်းစေတနာပြည့်နဲ့ကြိုးစားအားထုတ်သွားမယ်ဆိုလို့ရှိရင်ဒါမိတ်ဆွေအနေနဲ့နော်မိတ်ဆွေရဲ့ဆိုင်ကနော်ဒါဖောက်တယ်နေစီကားပြီးတော့အယောင်းဝယ်တွေဒီရေလားဒိုးတက်လာမှာပဲဖြစ်ပါတယ်နော်အဲ့တော့ဒါလေးကိုကျွန်တော်မျှဝေပေးလိုက်ပါတယ်နော်တခြားသူတွေလည်းသိရှိသွားအောင်တစင့်ပြလေးမျှဝေပေးခြင်းဖြင့်လည်းမိတ်ဆွေတို့အနေနဲ့ကုသိုလ်ယူကြပါဒါကြောင့်မို့လို့ဒါကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေကြတယ်ကျွန်တော်ရဲ့မိတ်ဆွေများအပေါင်းပဲနော်အားလုံးမိတ်ဆွေများအားလုံးဒါနေ့စဉ်ရက်ဆက်ဒါဈေးအောင်ကောင်းကြပါစေနော်လက်လာပါများဒီရေလာတိုးတက်ပွင့်လန်းကြပါစေကြောင်းကျွန်တော်ကနေပြီးတော့စုမုံကောင်းတောင်းရင်းနဲ့ညီကုန်းချုပ်လိုက်ပါတယ်နော်အားလုံးပဲကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ